တော်မူမြင်တော်မူ၍ဘုဇာတုကိုခန္ဓာမူလိုက်သောနေရတာ၅ပါးတရားလုံးစုံကိုကုန်စင်သိမြင်တော်မူသောဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောထုံမြတ်စွာဘုရားသခင်သည်ကုသိုလ်ကံအကုသိုလ်ကံတို့၏အကျိုးပေးပုံကိုဝေဖန်ဟောပြရာဖြစ်သောကြောင့်သုလကမ္မဝိပင်္ဂမြည်သောသုတ်တံတရားဒေသနာတော်ကိုအဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ္ပတိကြောင့်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ဘာဝတိပြည်ရဝေတောတရားဘုံနာဤသာသူဘာလူလင်ကိုအကြောင်းပြု၍ဟောကြားတော်မူအပ်ပါသည်သာပင်ညူများစွာဘုရားသခင်သည်သာဝတိပြည်မွန်စေတဝန်ကြောင်းရ၌ဂိမ်းအောင်မွေလျောနေတော်မူလသောအခါတောတရားဘုံနာဤသာသူဘာလူလင်သည်သာပင်ညူများစွာဘုရားရှိရာရသို့ချင်းကပြည်လင်ကိုနုခောဘောဂောဓမ္မဟေတုကောပစ္စယောယေနမနုဿာနံယေဝတတံမနုဿာဘုဒ္ဓနာဒိဋ္ဌံတိနပဏိတတာအစရှိသည်ဖြင့်ဘုရားရှင်ကြီးကိုဓမ္မအကျဉ်သူသောအကြောင်းကြောင့်လူဖြစ်ကြကုန်သောတတ္တဝါတို့ချင်းအတူတူဖြစ်ကြပါလေရဲ့အယုံအမြတ်တို့သည်ထင်ရှားစွာတွေ့မြင်ရပါသည်ဘုရားရှင်ကြီးကိုဓမ္မအသက်တူသောတတ္တဝါတို့လိရှိကြပါသည်အသက်ရှိသောတတ္တဝါတို့ကိုလိမြင်ရပါသည်အနာမြတ်သောတတ္တဝါတို့ကိုလိမြင်ရပါသည်အနာနီးသောတတ္တဝါတို့ကိုလိမြင်ရပါသည်အစင်မလာသောတတ္တဝါတို့ကိုလိမြင်ရပါသည်အစင်လာသောတတ္တဝါတို့ကိုလိမြင်ရပါသည်တကူအရှင်ဝါနိဗ္ဗာန်အချမ်းယံနိဗ္ဗာန်သောတတ္တဝါတို့ကိုလိမြင်ရပါသည်တကူအရှင်ဝါအချမ်းယံများပြားသောတတ္တဝါတို့ကိုလိမြင်ရပါသည်စည်းစိမ်ဥစ္စာနိဗ္ဗာန်သောတတ္တဝါတို့ကိုလိမြင်ရပါသည်စည်းစိမ်ဥစ္စာများပြားသောတတ္တဝါတို့ကိုလိမြင်ရပါသည်ယုံဉာဏ်သောအညိုအမျိုး၌ဖြစ်သောတတ္တဝါတို့ကိုလိမြင်ရပါသည်မြတ်သောအမျိုး၌ဖြစ်သောတတ္တဝါတို့ကိုလိမြင်ရပါသည်ပညာနိဗ္ဗာန်သောလူတ attva တို့ကိုမြင်ရပါသည်ပညာကြီးမားသောလူတ attva တို့ကိုမြင်ရပါသည်။အိုအရှင်ကြီးဂေါတမအကျဉ်သူသောအကြောင်းကြောင့်လူချင်းအတူတူဖြစ်ပါလျက်အယုတ်အမြအားဖြင့်ဝဲပြား၍နေသည်တို့ကိုမြင်ရပါကုန်၏ထို့သောလူချင်းအတူတူဖြစ်ပါလျက်အယုတ်အမြအားဖြင့်ကွဲပြားခြားနာခြင်း၏ဇဏကအကြောင်းဥပါထမကအကြောင်းငါဘေဘာနိဟု14ရသောပြဿနာတို့ကိုသာပင်ယူမြတ်စွာဘုရားအားလျောက်ထားမေးမြန်းခဲ့ပါသည်ဤသို့တော်ရရာပုံနာဤသာသူဘာလူလင်မေးလျောက်ခြင်းတည်းဟုသောအထုပ္ပကြောင့်ဤသုလကမ္မဝိပင်္ဂသုတ်တံဒေသနာတော်မြတ်ကိုသာပင်ယူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားသောသုလကမ္မဝိပင်္ဂသုတ်တံတရားဒေသနာတော်မြတ်၌ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူသောသာပင်ယူမြတ်စွာဘုရားသခင်သည်ပတ္တဝါတို့၏အသက်ရှိကြောင်းဖြစ်သောကံအသက်တိုကြောင်းဖြစ်သောကံဒီကံနှမျိုးတို့ကိုအဘယ်သို့လင်ဝေဖန်၍ဟောပြတော်မူခဲ့ပါသနည်းငါရှင်ဘိုသုလကမ္မဝိပင်္ဂသုတ်တံဒေသနာတော်မြတ်၌သာပင်ယူမြတ်စွာဘုရားသည်ဣဒမနဝဧကေသောဣတိဝါပုရိသောဝါပါဏာတိပါတိဟောတိလုံတော်လောဟိတပါဏိအစရှိသည်ဖြင့်သူဘလူလေဤလောက၌အချို့သောမိန်းမအချို့သောယောက်ျားသည်သူအသက်ကိုသတ်လေရှိပါပေသည်ဉာဏ်သောစိတ်နှလုံးရှိပါသည်
လက်၌သွေးသားရဲရှိလာပါသည်ခါသိမ်းသောသတ္တဝါတို့၌သနာခြင်းကင်းမဲ့သည်ဖြစ်၍ဘာနာတိပါဒဒုစရိုက်မှုကိုပြု၍နေပါသည်ထိုဘာနာတိပါဒဒုစရိုက်သမားသည်သူဒီပြကြွေသေးလွန်သည်မှနောက်ကာလဝယ်မကောင်းသောသူတို့ဤလာရာအပေနိရိယာသို့ရောက်ရပါသည်ထိုဘာနာတိပါဒကံရေစွမ်းကြောင့်အပေနိရိယာဘုံတို့ငရေဘုံတို့ကြာရောက်ရပါသည်အကယ်၍ငရေဘုံတို့မကြာရောက်ပဲလူပြည်လောကသို့တပါးသောအပရာပရိယာကုသိုလ်ကံဤထောက်ပံ့ချက်ကြောင့်လူပြေလောကသို့အကယ်၍ရောက်စေကားမူထိုသူပြုခဲ့သောပါဏာတိပါဒဒုစရိုက်အမှုကြောင့်ဤလူပြည်လောက၌အသက်တူခြင်းဖြစ်ရပါသည်သူကလူလင်ပါဏာတိပါဒမှုသည်ကပါဏာတိပါဒဒုစရိုက်သည်ကအသက်တူခြင်းကိုဖြစ်စေတတ်သောမကောင်းသောမိစ္ဆာခြင်းပฏิပတ်ပါပေသည်သူပါလူလင်ထိုမှတပါဤလောက၌အချို့သောအမျိုးကောင်းသမီးအမျိုးကောင်းသားတို့သည်ပါဏာတိပါဒဒုစရိုက်ကိုရှောင်၍ပါဏာတိပါဒဒုစရိုက်ကိုပယ်ရှား၍သူ့အသက်ကိုသတ်ခြင်းမှရှောင်ရှားကြပါကုန်သည်ထိုအမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ကိုယ်ခန္ဓာပြကြွေသုတေသည်မှနောက်ကာလဝယ်ကောင်းသောသူတို့ဤလာရာနတ်ရွာသို့ရောက်ကြရပါကုန်သည်အကယ်၍နတ်ရွာသူဂတိသို့မရောက်စေမရောက်ပဲလူပြည်လောကသို့ပฏิသန္ဓေတည်နေကရောက်သည်ရှိသောထိုပုဂ္ဂိုလ်တို့သည်အာယုကပတ်လုံးတည်နိုင်သောရှိလျာသောအသက်ရှိကြပါပေသည်သူဘာလူလင်ပါဏာတိပါဒမှအရှောင်ခြင်းချင်းသည်ဟုသောသူစရိုက်တရားသည်အသက်ရှိလျာခြင်းကိုဖြစ်ပွားစေတတ်သည်ကောင်းမြတ်သောသမ္မာပฏิပဒါဖြစ်ပါပေသည်ဟုသာပင်ညုများစွာဘုရားသည်လူပြည်လောကဝေသတ္တဝါတို့အသက်တူခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံအသက်ရှိခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံနှစ်ပါးတို့ကိုစေဖြာခွဲခြားပြသတော်မူခဲ့ပါသည်အရှင်ဘုရားသောသုလကာမဝိကင်္ဂသုဒ္ဓံတရားဒေသနာတော်များ၌သာပင်ညုမြတ်စွာဘုရားသခင်သည်သတ္တဝါတို့၏နာယောဂကင်းရှင်းခြင်းဓမ္မခြင်းကိုဖြစ်စေတတ်သောကံသတ္တဝါတို့၏နာယောဂများပြားခြင်းမဓမ္မခြင်းကိုဖြစ်စေတတ်သောကံတို့ကိုအဘယ်သို့လင်ဝေဖန်ခွဲခြား၍ဟောတရားတော်မူခဲ့ပါသနည်းငါရှင်သောသုလကာမဝိကင်္ဂသုဒ္ဓံဒေသနာတော်များ၌သာပင်ညုမြတ်စွာဘုရားသည်ဣဒာမနောဧကိသောဣတိဝပုရိသောဝါသတ္တနာဝိဟဒကဇာတိကောဟောတိအစရှိသည်ဖြင့်သူပါလူလည်းဤလောက၌အကျိုးသောမိမယောက်ျားတို့သည်လူတစ်ဖက်သားသတ္တဝါတို့ကိုလက်ဖြင့်တော်၎င်းကဲဖြင့်တော်၎င်းဒုလင်္ကံဖြင့်တော်၎င်းဒါလည်းနဲ့စာသည်ဖြင့်တော်၎င်းသူတစ်ဖက်သားပင်ပန်းအောင်ခြင်းမှနှိစ္စတတ်သောသဘောရှိပါ၏ထို့သောသူတစ်ဖက်သားပင်ပန်းနွမ်းနေအောင်ခြင်းမှနှိစ္စတတ်သောဝိဟေထကအကုသိုလ်ကံစွမ်းကြောင့်ထိုဝိဟေထကအကုသိုလ်သမားမိန်းမယောက်ျားသည်သူတိပြကြွေသေးလွန်သည်မှနောက်ကာလဝယ်အဘေဒုက္ခတိငရေဘုံ၌ပฏิသန္ဓေကံကြီးရပါသည်အကယ်၍ငရေဘုံ၌မကရောက်ပဲအပရာပရိယာကုသိုလ်ကံတစ်ပါးပါထောက်ပံ့ခြင်းကြောင့်လူပြည်လောကသို့ရောက်စေကာမူ
ထိုသို့သူတစ်ပါးတို့အားညင်မနှိမ့်ဆက်ခဲ့သောဝိဟေတာအကုသိုလ်ကံစွမ်းကြောင့်လူပြည်လောကဝေအနာယောဂများပြားခြင်းမကြမ်းမာခြင်းတည်းဟူသောအကျိုးတရားကိုခံစားရပါသည်သူဘလူလင်သူတော်တို့အားညင်မနှိမ့်ဆက်ခြင်းတည်းဟူသောဝိဟေတာအကုသိုလ်ကံတရားသည်ကအနာယောဂများပြားခြင်းမကြမ်းမာခြင်းကိုဖြစ်စေတတ်သောဟောင်းပြန်မှယွင်သောခြင်းပฏิပါဖြစ်ပါသည်သူပါလူလင်ဤလောက၌အချို့သောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်သူတစ်ဖက်သားသတ္တဝါတို့အားလက်ဖြင့်သော၎င်းကဲဖြင့်သော၎င်းဒုလင်မှဖြင့်သော၎င်းတစုံတစ်ခုလည်းနှင့်ဖြင့်သော၎င်းညှင်းမှနှိမ့်ဆက်မှုကိုမပြုပါလေထိုသို့ဝိဟိန္တာအကုသိုလ်တရားမှရှောင်ရှားလေရှိကြသောမျိုးကောင်းသားမျိုးကောင်းသမီးသည်သုတိပြန့်ကျွေသေးလွန်သည်မှနောက်ကာလဝယ်နတ်ရွာသူဂတိသို့ရောက်ရပါသည်အကယ်၍လူပြည်လောက၌ပဋိသန္ဓေတည်နေရသည်ရှိမူထိုဝိဟိန္တာအကုသိုလ်တရားမှရှောင်ရှား၍အဝိဟိန္တာဒီဟုသောကုသိုလ်တရားကိုပွားများအားထုတ်ခဲ့သောမျိုးကောင်းသားမျိုးကောင်းသမီးသည်အနာယောဂကင်းစင်ကြမ်းမာခြင်းကိုနှင့်ပြည့်စုံခဲ့ပါပေသည်သူဘလူလင်အဝိဟိန္တာခေါ်သောသူတစ်ပါးတို့အားမငြင်းမမနှိမ့်ဆက်ခြင်းသည်အနာယောဂကင်းရှင်းခြင်းကြမ်းမာခြင်းကိုဖြစ်စေတတ်သောကောင်းမြတ်သောအကျင့်ပฏิပါဖြစ်ပါပေသည်ဟုသာဝေညုမြတ်စွာဘုရားသည်သတ္တဝါတို့၏အနာယောဂကင်းရှင်းခြင်းကြမ်းမာခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံအနာယောဂထူပြောခြင်းမကြမ်းမာခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံတို့ကိုစေပြခွဲကြပြသတော်မူခဲ့ပါသည်အရှင်ဘုရားသောသုလကာမဝိပင်ကသုတ်တံတရားဒေသနာတော်များ၌သာဝေညုမြတ်စွာဘုရားသခင်သည်တတ္တဝါတော်ဤရုပ်ရည်အစဉ်လှပါတည်နေခြင်းကိုဖြစ်စေရသောကံတတ္တဝါတော်ဤရုပ်ရည်အစဉ်မလှပါမတည်နေခြင်းအယုအစဉ်ဆိုဝါခြင်းကိုဖြစ်စေရသောကံတို့ကိုအဘယ်သို့လင်ဝေဖန်ခွဲခြား၍ဟောပြတော်မူခဲ့ပါသနည်းငါရှင်ဘုသုလကာမဝိပင်္ဂသုတ်တံဒေသနာတော်များ၌သဗ္ဗညုမြတ်စွာဘုရားသည်ဣဒမန္တဝါဧကေသောဣတိဝါပုရိသောဝါကောရနောတိဥပါယသဘဟုလောအစရှိသည်ဖြင့်သူဘာလူလင်းဤလောက၌အချို့သောယောနိသောမနတိကာရမရှိကြသောမိန်းမယောက်ျားသည်အမျက်ထွက်လေရှိပါပေသည်သူတစ်ပါးတို့အားပူပန်အောင်နှိမ့်ဆက်လေရှိပါပေသည်အနည်းငယ်မြသူတစ်ပါးတို့ကပြောသည်ကိုပင်ယံဘုံမိကြပမာဏကဲ့သို့လွန်စွာအမျက်ထွက်လေရှိပါပေသည်အမျက်ထွက်ခြင်းပြင်းမာခြင်းမနှစ်သက်ခြင်းကိုထင်းစွာပြုတတ်ပါပေသည်သူဘလူလည်းဤဆိုအပ်ပြီးတော့အမျက်ကြီးသောပုဂ္ဂိုလ်သည်ထိုအမျက်ကြီးမှုဟုသောအကုသိုလ်ဒုစရိုက်ကံကြောင့်သုတိပြကျွေးသေးလွန်သည်မှနောက်ကာလဝယ်မရေဘုံတို့ကြာရောက်ရပါသည်အကယ်၍အပရာပရိယကုသိုလ်ကံထောက်မှသဖြင့်ငရေဘုံတို့မကြရောက်ပဲလူပြည်လောက၌ပฏิသန္ဓေတည်နေရစေကမူထိုပုဂ္ဂိုလ်သည်ထိုဘဝကစီးပူးခဲ့သောအမျက်ထွက်ခြင်းအမျက်ကြီးခြင်းသည်ဟူသောအကုသိုလ်ကံကြောင့်အယုဝဆင်းမလှပခြင်းဖြစ်ရပါသည်သူဘလူလင်အမျက်ထွက်ခြင်းသည်ကအယုဝဆင်းမလှပါခြင်းကိုဖြစ်စေတတ်သည့်မကောင်းသောအကျင့်ပฏิပတ်ပါပေသည်သူဘလူလင်သူမတော်ဤလောက၌
အချို့သောယောနိသောမနတိကာရနှင့်ပြည့်စုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်အမျက်ထွက်ခြင်းကင်းကြပါပေကုန်သည်ပူပန်ခြင်းကင်းကြပါပေကုန်သည်တပါးသောသူတို့ကများစွာပင်မခံနိုင်ပွေရာပြည့်စကားပြောကြားကြပါတော်သည်အမျက်ကိုသူသိပြီးခံလေးရှိကြပါပေသည်လူပလူလင်ဤသို့အမျက်ဒေါသကိုပယ်ရှား၍ဒီခံခြင်းခန္တီတရားကိုပွားများသောမျိုးကောင်းသားမျိုးကောင်းသမီးသည်သုတိပြကျွေသေးလွန်သည်မှနောက်ကာလဝယ်ကောင်းသောသူတို့ဤလာရာနတ်ရွာသူဂတိသို့ရောက်ရပါသည်အကယ်၍လူပြည်လောကဝယ်တပံဘဝပฏิတန်နေတည်နေပြန်လင်လိဘို့သူပြီးခံခြင်းတည်းဟူသောကောင်းမှုကုသိုလ်ကံဤအာနုဘောကြောင့်လူမတူတန်တင့်တယ်လှပါသောအစဉ်နှင့်ပြည့်စုံရပါပေသည်သူပါလူလင်မမျက်မထွက်သီးခံခြင်းတည်းဟူသောကောင်းမှုကုသိုလ်တရားတွေကရုပ်ရည်အစဉ်လှပါခြင်းကိုဖြစ်စေတတ်သည်ကောင်းမြတ်သောအကျင့်ပฏิပါဖြစ်ပါပေသည်ဟုသာဝေညုမြတ်စွာဘုရားသည်သံတဝါတို့၏ရုပ်ရည်အစဉ်တင့်တယ်လှပါခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံသံတဝါတို့၏ရုပ်ရည်အစဉ်မလှပခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံဤနှစ်တန်းတို့ကိုဝေဘံခွေရာဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားသောသုလကမ္မဝိပင်္ဂသုတ်တံဒေသနာတော်များ၌သာဝေညုမြတ်စွာဘုရားသခင်သည်ဘတ်တော်တော်ဤအချွေအရာနောက်လိုက်ချွေရန်ပေါ်များ၍အကျဉ်းယဝါတကောအာနုဘောကြီးမာခြင်းနောက်လိုက်အချွေရာနိဗ္ဗာန်၍အကျဉ်းယဝါဩဇာနိဗ္ဗာန်ခြင်းတို့ကိုဖြစ်စေရသောကာဏမျိုးတို့ကိုအဘယ်သို့လင်ဝေဘာ၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ဘိုသုရကမ္မဝိပင်္ဂသုတ်တံဒေသနာတော်များ၌သာပင်ညူမြတ်စွာဘုရားသည်ဣဒာမနောဝါဧကိသောဣတိဝါပုရိသောဝါဣဒာမနကောဟောတိအစာရှိသည်ဖြင့်သူပါလူလေဤလောက၌အယောနိသောမနာတိကာရာခြင်းကံရှိကြသောအချို့သောမိန်းမယောက်ျားသည်သူတော်ဘာတို့ဤလတ်လာဘပူဇော်သက္ကာရအယုသေးပြုခြင်းကရုကာရအလေးအမြတ်အပြုခံရခြင်းမာနနာရှိခိုးခြင်းဝန္ဒနာပူဇော်ခြင်းပူဇနာတို့၌မနာလူဝန်တူသောစိတ်နှလုံးရှိကြပါပေသည်သူဘလူလေဤဆိုအပ်ပြီးတော့သူတော်တို့ဤလာဘသက္ကာရဒီလောကအစရှိသောကောင်းသောပြည့်စုံခြင်းတမ္ပတ္တိတို့၌မနာလူဝန်တူဣဒ္ဓတရားစီပွားခြင်းဒီဟုသောအကုသိုလ်ကံကြောင့်ဒုမိမယောက်ျားသည်သုတိပြကျွေသေးလွန်သည်မှနောက်ကာလဝယ်မရေဘုံတို့ကရောက်ရပါပေသည်အကယ်၍အပရာပရိယာကုသိုလ်ကံထောက်မှသဖြင့်လူပြည်လောက၌ဘဝပฏิသန္တိအကယ်၍တည်နေစေကမူထိုဣဒ္ဓတရားပွားများခဲ့သောအကုသိုလ်ကံရှင်ပုဂ္ဂိုလ်သည်ဤလူပြည်လောက၌နောက်လည်းအချွေရန်နိဗ္ဗာန်ခြင်းတကူအချင်းဝါနိဗ္ဗာန်ခြင်းဒီဟုသောအပိသကကုံအပိသကပြစ်တရားတို့ကိုခံစားရပါပေသည်သူဘလူလင်သူတစ်ပါးတို့၏စီစိန်ချမ်းသာကိုမမြင်နိုင်တညူစုစုရှိခြင်းဒီဟုသောဣဒ္ဓအကုသိုလ်တရားသည်တကူအရှင်ဝါနိဗ္ဗာန်ခြင်းအချွေရန်နိဗ္ဗာန်ခြင်းကိုဖြစ်စေတတ်သည်မကောင်းသောမိစ္ဆာပฏิပတ်ဖြစ်ပါပေသည်သူဘလူလင်ထိုမှတပါးဤလောက၌ယောနိသောမနတိကာရာခြင်းကံရှိကြသောအမျိုးကောင်းသမီးအမျိုးကောင်းသားတို့သည်သူတော်ဘာတို့၏လတ်လာဘသူတော်ဘာတို့၏ပူဇော်သက္ကာရသူတော်ဘာတို့၏အယုသေးပြုခြင်းကရု
ခြင်းပူဇော်ခြင်းဒီဟုသောသူတစ်ပါးတို့၏သံပတ္တိ၌ယူစုဆောင်မြောင်းခြင်းမနာလိုခြင်းဣဒ္ဓတရားကိုပယ်ရှားကြပါပေကုန်သည်ဣဒ္ဓတရားကိုဟန်တာကြပါပေကုန်သည်ထို့သောဣဒ္ဓတရားပယ်ရှားဟန်တာကြသောမျိုးကောင်းသားမျိုးကောင်းသမီးတို့သည်သုတိပြကျွေးသေးလွန်နေမှနောက်ကာလဝယ်နာရွာသူဂတိသို့ရောက်ကြရပါပေသည်လူပြည်လောက၌ဘဝပฏิသန္ဓေဒီနေပြမာလိထိုဣဒ္ဓတရားကိုပယ်ရှားသောအမျိုးကောင်းသားအမျိုးကောင်းသမီးအပေါင်းတို့သည်အကျွေးရန်ပရိသတ်များပြားခြင်းတကူအရှင်ဝါကြီးမာခြင်းတည်းဟူသောအကျိုးတရားတို့ကိုခံစားရပါသည်သူဘလူလင်သူတစ်ပါးစီစဉ်ကိုမညို့သူတစ်ပါးစီစဉ်ကိုမမြင်နိုင်ယို့အညို့ရင်ညို့၍ယူစုဆောင်မြောင်းခြင်းတည်းဟူသောဣဒ္ဓတရားမှလွတ်လွတ်ရှောင်ရှားခြင်းတည်းဟူသောကောင်းမှုကုသိုလ်တရားသည်တကူအရှင်ဝါကြီးမာခြင်းတည်းဟူသောမဟိသက္ခဂုံကိုဖြစ်စေတတ်သောကောင်းမြတ်သောအကျင့်ပฏิပတ်ဖြစ်ပါပေသည်ဟုသာပင်ညုမြတ်စွာဘုရားသည်အချွေရန်နောက်လိုက်များပြခြင်းတကူအရှင်ဝါကြီးမာခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံအချွေရန်နောက်လိုက်နိဗ္ဗာန်ခြင်းတကူအရှင်ဝါနိဗ္ဗာန်ခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံဤနတံတို့ကိုဝေဘံစိတ်ပြဟောကြားတော်မူခဲ့ပါသည်အရှင်ဘုရားသောသုလကာမဝိပင်္ဂသုတ်တံတရားဒေသနာတော်များ၌သာဝညမြတ်စွာဘုရားသခင်သည်တတ္တဝါတို့ဤစိစဉ်ဥစ္စာပေါ်များ၍ချမ်းသာကြွယ်ဝခြင်းကိုဖြစ်စေရသောကံတတ္တဝါတို့ဤစိစဉ်ဥစ္စာရှားပါ၍ဆင်းရဲနွမ်းပါခြင်းကိုဖြစ်စေရသောကံတို့ကိုအဘယ်သို့လင်ဝေဖန်ခွဲခြား၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ထိုသုလကာမဝိပင်္ဂသုတ်တံဒေသနာတော်များ၌သဗ္ဗညုမြတ်စွာဘုရားသည်ဣဓမ္မနဝဧကေသောဣတိဝပုရိသောဝနာတာတာဟောတိသမဏတဝါဗျာမနတဝါအာနံဘာနံဝဋ္ဌံယာနံမာလာကနာဝိလေပနံသေယဝသထပတိပေယံသာရှိသည်ဖြင့်သူဘလူလင်ဤလောက၌ယောနိသောမနာတိကာရမရှိကြသောအချို့သောမိမယောက်ျားသည်ယဟံဘုံနာသူမြတ်များအားစားပွဲသောက်ပွဲဝတ်ပွဲယင်မျိုးမျိုးပန်းနန္တာပြောင်းအိယာနေယာပြောင်းစီမိတိဟုသောလူယံလူဘဝတ္ထုစေပါတို့ကိုယံတခါမြမလူမတန်းပဲမလူမတန်းမိပဲရှိခဲ့ပါသည်သို့သောအလူဒါနာလုံးဝမရှိသောပုဂ္ဂိုလ်သည်သုတိပြတ်၍သို့သောအလူဒါနာလုံးဝမရှိသောပုဂ္ဂိုလ်သည်မလူတန်းမှုကိုအကြောင်းပြု၍အကုသိုလ်ဒုစရိုက်တရားတို့ကိုသာလျှင်စီကူပွားများခဲ့ပါပေသည်ထိုအကုသိုလ်ဒုစရိုက်တရားတို့ကြောင့်ထိုပုဂ္ဂိုလ်သည်သုတိပြကျွေသေးလွန်သည်မှနောက်ကာလဝယ်မကောင်းသောငရဲဒုက္ခတိသို့ရောက်ရပါသည်ကုသိုလ်ကံပရာပရိယာကံဟောင်းထောင်းပါ၍လူပြည်လောကသို့ဘဝပฏิသန္ဓေကဲ့၍ဒီနေစေကမူရှေးအတိတ်ဘဝကလူပွဲဆဲရဝတ္ထုတို့ကိုမလူခဲ့ခြင်းဒီဟုသောအကြောင်းကြောင့်လူပြည်လောကဝယ်စီးပွားဥစ္စာခေါင်းပါခြင်းဆင်းရဲနွမ်းပါခြင်းဖြစ်ရပါသည်သူဘလူလင်အတိတ်တန်တရားဘဝကလူပွဲဆဲမျိုးတို့ကိုမလူရဲ့မတန်းရဲ့မပေးရဲ့မကမ်းရဲ့ခြင်းမေစရိယာတိဟူသောအကုသိုလ်တရားသည်ဤဘဝဝယ်ဇီဝချမ်းသာနိဗ္ဗာန်ခြင်းဤဇီဝချမ်းသာနိဗ္ဗာန်ခြင်းဤအကြောင်းဇီဝချမ်းသာနိဗ္ဗာန်ခြင်းကိုဖြစ်စေတတ်သောမကောင်းသောမိစ္ဆာပฏิပတ်ဖြစ်ပါပေသည်သူဘလူလင်ဤလောက၌အချို့သော
ယောနိသောမနတိကာရနှင့်ပြည့်စုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးသည်မိမိတို့၏နောက်သို့လိုက်ပါစေတတ်သောအနုဂါမိကရွှေအိုးကိုမြုပ်နှံအပ်ဟုယောနိသောမနတိကာရိယောနိသောမနတိကာရအရင်ကံဖြင့်အလူကံပုဂ္ဂိုလ်ယံဘုံနာတို့အားသာပွဲကို၎င်းသောပွဲကို၎င်းဝတ်ပွဲကို၎င်းဘိနာအစရှိသောရင်ယထာကို၎င်းပန်းနန္ဒနန္ဒပြောင်းကို၎င်းအေယနေရာကြောင့်စီမိကို၎င်းဤစွာပြီးသောလူဝဲဆေရတို့ကိုသရာကြည်ပြုလူတန်းပူတော်လေရှိပါ၏ထို့သို့ဒါနအရှင်ဖြစ်ပါသောအမျိုးကောင်းသားအမျိုးကောင်းသမီးသည်ထိုဒါနကောင်းမှုကုသိုလ်ကံကြောင့်သုတိပြည့်ကျွေသေလွန်သည်မှနောက်ကာလဝယ်နတ်ရွာသူဂတိတို့ရောက်ရပါသည်လူပြည်လောက၌ဘဝပฏิသန္တိတည်နေသောအခါလိထိုဒါနကောင်းမှုကုသိုလ်ကံ၏အာနုဘောကြောင့်သူမတူတံလောက်ဝံကုန်လုံးပြည့်စုံကြွယ်ဝသောအတွန်းအပအသုံးအဆောင်စည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံပါသည်သူဘာလူလင်ဒါနကောင်းမှုကုသိုလ်တရားတွေကအတွန်းအပအသုံးဆောင်စည်းစိမ်ချမ်းသာတို့ကိုဖြစ်စေတတ်သောကောင်းမြတ်သောအကျင့်ပฏิပတ်ဖြစ်ပါပေသည်ဟုသာပင်ညူမြတ်စွာဘုရားသည်ဤလူပြည်လောကဝေသတ္တဝါတို့ဤဇီဝဥစ္စာနေပါဆင်းရဲနွမ်းပါခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံဇီဝဥစ္စာများပြားခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံဤနှစ်တန်တို့ကိုဝေဘံသိပြဟောကြားတော်မူအပ်ပါကုန်၏အရှင်ဘုရားသောသုလကမ္မဝိဘေငါသုတ်တံဒေသနာတော်မြတ်၌သာဝေညီမြတ်စွာဘုရားသခင်သည်တတ္တဝါတော်ဤမြင့်မြတ်သောအထက်တံမျိုး၌ဖြစ်ခြင်းကိုဖြစ်စေရသောကံယုံနေသောအောက်တံသာမျိုး၌ဖြစ်ခြင်းကိုဖြစ်စေရသောကံတို့ကိုအဘယ်သို့လင်ဝေဖန်ခွဲခြား၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်။အိုသုလကာမဝိပင်္ဂသုတ်တံဒေသနာတော်များ၌သဗ္ဗညုမြတ်စွာဘုရားသည်ဣဓမ္မနောဝဧကေသောဣတိဝါပုရိနောဝါဓာတောဟောတိအတိမာနိယစရှိသည်ဖြင့်သူဘာလူလင်ဤလောက၌ယောနိသောမနတိကာရမရှိသောအကျိုးသောမိမယောက်ျားသည်မာမာနာယေစွာအဖြင့်ခက်ထံပါသည်အလွန်မိမိကိုယ်ကိုအထင်ကြီးရပါပြီသည်ရှိခိုးတဲ့သောပုဂ္ဂိုလ်ကိုလေးမရှိခိုးပါခရီးဥကျိုးသူတဲ့သောပုဂ္ဂိုလ်လေးခရီးဥမကျိုးသူပဲဖြစ်ခဲ့ပါသည်နေရာပေးခြင်းငါထိုက်သောပုဂ္ဂိုလ်ကိုလေးနေရာမပေးပါလံခရီးပေးခြင်းငါထိုက်သောတကြီးရွယ်ရင်ဂုံသိက္ခာကြီးမှသောပုဂ္ဂိုလ်တို့အားလီလံခရီးကိုမပေးပဲနေပါသည်အယုသူပြုတဲ့သောပုဂ္ဂိုလ်ကိုအယုအသေးမပြုအလေးအမြတ်ပြုတဲ့သောပုဂ္ဂိုလ်ကိုအလေးအမြတ်မပြုမြတ်နိုးတဲ့သောပုဂ္ဂိုလ်ကိုမမြတ်နိုးပူဇော်တဲ့သောပုဂ္ဂိုလ်ကိုမပူဇော်ပဲရှိပါပေသည်သူဘလူလေဤစွာပြီးသောမာမနာကြည်ခြင်းဒီဟုသောအကြောင်းကြောင့်ထိုတတ္တဝါသည်သုတိပြကျွေသေးလွန်သည်မှနောက်ကာလဝယ်အဘေဒုက္ခတိနိရိယငရေသို့ကံရောက်ရပါသည်အကယ်၍အပရာပရိယာကုသိုလ်ကံဟောင်းထောက်မှသည်ဖြင့်လူပြည်လောကဝေဘဝပฏิသန္တိတည်နေရပြန်ပါတော်လိထိုသို့သောဘောရှိသောမာမနာကြီးပွားသောပုဂ္ဂိုလ်သည်ယုံညံသောဒွန်းစန္ဒာမျိုးအစားရှိသောအမျိုး၌သာလင်ဖြစ်ပွားရပါသည်သူဘလူလင်မာမနာကထံခြင်းသည်ဟုသောအကုသိုလ်တရားသည်ကယုံမှသောအမျိုး၌ရှိစေတတ်သည့်မကောင်းသောအကျင့်ပฏิပတ်ဖြစ်ပါပေသည်ဥပလူလင်ထိုမှတပါဤလောက၌ယောနိသောမနတိကာရခြင်းကံရှိကြသောအမျိုးကောင်းသမီးအမျိုးကောင်းသားသည်ရှိခိုးတဲ့သောပုဂ္ဂိုလ်ကိုလေယူသည်များလို့ရှိခိုးပါပေသည်ခ
ยีอุโจโสเส้นသောပုဂ္ဂိုလ်ကိုလိခยีဥโจโสပါပေသည်နေရာပေးခြင်းသာထိုက်သောကုဏဝတိဝယဝတိပုဂ္ဂိုလ်တို့အားလိနေရာတိဟုတသိပေးခဲ့ပါပေသည်လံခရီပေးတဲ့သောကုဏဝတိဝယဝတိပုဂ္ဂိုလ်တို့အားလံခရီပေးခဲ့ပါပေသည်ပြုတိုက်သောပုဂ္ဂိုလ်ကိုအယုသေးပြုပါပေသည်အလေးအမြတ်ပြုတိုက်သောပုဂ္ဂိုလ်ကိုအလေးအမြတ်ပြုပါပေသည်မြတ်နိုးတိုက်သောပုဂ္ဂိုလ်ကိုမြတ်နိုးပါပေသည်ပူဇော်တိုက်သောပုဂ္ဂိုလ်ကိုပူဇော်ပါပေသည်သုဘလူလင်ထိုးသို့သောအမျိုးကောင်းသားအမျိုးကောင်းသမီးသည်အယုအသေးပြုခြင်းမာမာနာနိဗ္ဗာန်ခြင်းသည်ဟူသောကောင်းမှုကုသိုလ်ကံကြောင့်သုတိပြတ်၍သေလွန်သည်မှာနောက်ကာလဝေဒေဝဂတိ၌ပฏิသန္ဓေတည်နေရပါပေသည်လူပြည်လောကဝေဘဝပฏิသန္ဓေတည်နေသောအခါ၌လေထိုသို့နိဝါဒနိမာနမင်္ဂလာတရားနှင့်ပြည့်စုံသောမျိုးကောင်းသားမျိုးကောင်းသမီးသည်မင်းမျိုးပုံနာမျိုးအစားရှိသောမြင့်မြတ်သောမျိုး၌သာလည်းဘဝပฏิသန္ဓေတည်နေရပါပေသည်သုဘလူလင်မာမနာတရားကိုသိချခြင်းသည်ဟူသောကောင်းမှုကုသိုလ်တရားသည်ကမြတ်သောအမျိုး၌ဖြစ်ပွားစေတတ်တဲ့ကောင်းမှုကောင်းမြတ်သောအကျင့်ပฏิပတ်ပါပေသည်ဟုသာမင်းယူမြတ်စွာဘုရားသည်သံတဝါတို့၏မြတ်သောအမျိုး၌ဖြစ်စေတတ်သောကောင်းမှုကုသိုလ်ကံယုံဉာဏ်သည်ဒုစန္ဒာအစရှိသောအမျိုး၌ဖြစ်စေတတ်သည့်မကောင်းမှုအကုသိုလ်ကံဤနတ္တတို့ကိုဝေဖန်ခွဲခြားဟောကြားတော်မူအပ်ပါကုန်သည်အရှင်ဘုရားသောသုလကာမဝိပင်္ဂသုတ္တံဒေသနာတော်များ၌သာဝေညုမြတ်စွာဘုရားသခင်သည်တတ္တဝါတို့၏အသိအလိမ္မာဉာဏ်ပညာကြီးမားခြင်းကိုဖြစ်စေရသောကံတတ္တဝါတို့၏အသိအလိမ္မာဉာဏ်ပညာနည်းပါးခြင်းကိုဖြစ်စေရသောကံတို့ကိုအဘယ်သို့လေဝေဖန်ခွဲခြား၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ဘုသုလကာမဝိပင်္ဂသုတ္တံဒေသနာတော်များ၌သာဖြင့်ညူမြတ်စွာဘုရားသည်ဣဒမနောဝဧကိသောဣတိဝါပုရိသောဝါသမဏဝါဗျာမဏဝါဥပါဒင်္ဂမိတဝါနာပရိပု္ပ္ပိတာဟောတိဂိမန္တိကုသလံကေယကုသလံအစရှိသည်ဖြင့်သုဘလူလည်းဤလောကဝေအာယောနိသောမနတိကာရအရင်းခံရှိကြသောအချို့သောမိမယောက်ျားသည်ပညာရှိသောယံဘုံနာသူမွန်သူမြတ်တို့ထံသို့ချင်းကပြည်လင်ဂိမန္တိကုသလံအရှင်ဘုရားအဘယ်တရားသည်အပြစ်မရှိသောတရားကုသိုလ်တရားဖြစ်ပါသနည်းအဘယ်တရားသည်အပြစ်ရှိပေမကောင်းသောအကျိုးကိုပေးတာတရားကုသိုလ်တရားဖြစ်ပါသနည်းအဘယ်တရားသည်အပြစ်ရှိသောတရားဘယ်တရားသည်အပြစ်မရှိသောတရားဖြစ်ပါသနည်းအဘယ်တရားသည်မိဝဲအပ်သောတရားဘယ်တရားသည်မမိဝဲအပ်သောတရားဖြစ်ပါသနည်းအဘယ်တရားကိုတပည့်တော်ပြုသည်ရှိသောရှိလျာစွာသောနိညင်အခါကာလပတ်လုံးအကျိုးမဲ့အစည်းအဝါးမဲ့ဖြစ်ပါအနည်းအဘယ်သို့သဘောရှိသောတရားကိုတပည့်တော်လိုက်စားပြုလုပ်သည်ရှိသောရှိလျာစွာသောနိညင်ပတ်လုံးစည်းဝါးချမ်းသာဖြစ်ဖို့ရန်ဖြစ်ပါသနည်းဟုမေးမြန်းခြင်းလျောက်ထားခြင်းဆွေးနွေးခြင်းကိုအလင်းမပြုခဲ့ပါထို့သို့ကုသိုလ်အကုသိုလ်စသည်ကိုမေးမြန်းလျောက်ထားဆွေးနွေးခြင်းအလင်းမရှိသောအလင်းမပြုခဲ့သောပုဂ္ဂိုလ်သည်သုတိပြတ်၍သေလွန်သည်မှာနောက်ကာလဝေကောင်းမှုမကောင်းမှုကိုမျှမသိသဖြင့်မကောင်းသောမိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပအစရှိသောမိစ္ဆာမဂ္ဂင်တို့ကိုသာလိုက်မှားမိခဲ့သဖြင့်သုတိပြတ်၍သေလွန်သည်မှာနောက်ကာလဝေနိရိယကိုသောငရေဘုံတို့သုတိပြတ်ပฏิသန္ဓေတိနေကာရောက်ရပါတို့သည်အကယ်၍ပရပရိယာကုသိုလ်ကံထောက်မှသဖြင့်လူပြည်လောက၌ဘဝပฏิသန္ဓေတည်နေရပါတော်လီထိုသို့ကုသိုလ်အကုသိုလ်တရားတို့ကိုကုသိုလ်အကုသိုလ်အစရှိသောတရားတို့ကိုမေးမြန်းခြင်းစူးစမ်းခြင်းဆွေးနွေးခြင်းအလင်းမရှိသောပု
သည်ပညာနီးပါသည်အန္တဘာလပုဂ္ဂိုလ်ဖြစ်ရပါသည်သူဘလူလင်ကုသိုလ်အကုသိုလ်အစရှိသောတရားတို့ကိုမမေးမြမဆွေးနွေးမစုံစမ်းခြင်းသည်ပင်လင်ဤလူကြီးလောက၌ပညာနီးပါးခြင်းကိုဖြစ်စေတတ်တဲ့အကုသိုလ်ကံဖြစ်ပါပေသည်သူဘလူလင်ထုံမှတပါဤလောက၌အချို့သောယောနိသောမနတိကာရဓက္ခံကောင်းမွန်သောအမျိုးကောင်းသမီးအမျိုးကောင်းသားသည်ပညာရှိသောယဟန်သူမြတ်ဘုံသာသူမြတ်တို့ထံချင်းကပြည်လင်အိုအရှင်ဘုရားတို့ကုသိုလ်တရားဟူသည်အဘယ်တရားဖြစ်ပါသနည်းအဘယ်တရားသည်အကုသိုလ်တရားဖြစ်ပါသနည်းအဘယ်တရားသည်အပြစ်ရှိပြီအဘယ်တရားသည်အပြစ်မရှိပါသနည်းအဘယ်တရားသည်မိဝဲအပ်သောတရားဖြစ်ပါသနည်းအဘယ်တရားသည်မမိဝဲအပ်သောတရားဖြစ်ပါသနည်းတပည့်တော်သည်ဘယ်ပုံပဲပန်းလိုက်နာပြုခြင်းသည်ရှိသောရှိလျားစွာသောနေခြင်းဘလုံးအစီဝါမဲ့ချမ်းသာမဲ့ဖို့ရန်ဖြစ်ပါသနည်းမြည်သူမြည်ပုံမြည်ပန်းကောင်းမြတ်သောမဂ္ဂင်လံဖြင့်မြည်သူကျင့်ကြံပွားများအားထုတ်သည်ရှိသောရှိလျားစွာသောနေခြင်းဘလုံးစီဝါချမ်းသာဖြစ်ဖွယ်ရာဖြစ်ပါသနည်းဟုမေးမြန်းလျောက်ထားစုံစမ်းစဉ်းစားလေးရှိပါပေသည်သူဘလူလင်ဤသို့ကောင်းမှုမကောင်းမှုကုသိုလ်အကုသိုလ်အစရှိသောတရားတို့ကိုမေးမြန်းစီစစ်လျောက်ထားဆွေးနွေးစုံစမ်းလေးရှိသောမျိုးကောင်းသောပုဂ္ဂိုလ်သည်ရှောင်းရမည်တရားပွားများရမည်တရားကိုပိုင်းခြားစွာသိပါသည်သိသည့်အတိုင်းရှောင်းအပ်ပေအပ်သောတရားတို့ကိုရှောင်းခဲ့ပေးခဲ့ပါပြီသည်ပွားသင်ပွားတိုက်သောတရားတို့ကိုပွားများအားထုတ်ပါပြီသည်ထိုတို့ပေသင်သောတရားတို့ကိုပေရှားပွားသင်သောတရားတို့ကိုပွားခဲ့ခြင်းသည်ဟုသောအကြောင်းကြောင့်ထိုအမျိုးကောင်းသားမျိုးကောင်းသမီးသည်သူတည်ကြွ၍သေလွန်သည်မှနောက်ကာလဝယ်နတ်ရွာသူဂတိ၌ပฏิသန္ဓေတိနေကရောက်ရပါတော့သည်လူပြည်လောက၌ဘဝပฏิသန္ဓေတိနေရလင်လီသူမတူရန်ထက်သန်သောပฏิပညာအမြင်နှင့်ပြည်တော်မှာတော့သည်သူဘလူလင်ဤစွာပြည်သောအတိုင်းကုသိုလ်အကုသိုလ်အစရှိသောတရားတို့ကိုမေးမြန်းစီစစ်ထောက်လှမ်းဆွေးနွေးစုံစမ်းခြင်းသည်ကဤလူပြည်လောကဝဲသူမတူရန်ပฏิပညာအမြင်ကြီးပွားခြင်းဤအကြောင်းပฏิပညာအမြင်တို့ကိုဖြစ်စေတတ်သည့်ကောင်းမြတ်သောအကျင့်ပฏิပတ်ဖြစ်ပါပေသည်ဟုသာဝေညုမြတ်စွာဘုရားသည်သန္တဝါတို့၏ဉာဏ်ပညာကြီးပွားခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံဉာဏ်ပညာခေါင်းပါခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံဤနတံတို့ကိုဝေဘံခွဲကြဟောကြားတော်မူခဲ့ပါသည်အရှင်ဘုရားမိတ်ဆွေပေါင်းတို့ခမညာနိုင်ငံကျော်ဓမ္မဂတိကဆရာတော်ကြီးများဟောကြားတော်မူအပ်သောတရားတော်များကိုစီဒီလေးစာဓာတ်ပြားများဖြင့်ဝယ်ယူပူဇော်လိုပါလျင်အမှတ်163ဘိုးစွန်ပက်လန်းစူပါဟိုက်ဒေးတန်သွင်းတွင်ရရှိနိုင်ပါကြောင်းဖုန်း391252604